ရှင်လေးတွေကတာမန်အားဖြင့်တော့တစ်ပင်ပေါ်မှာခုံပေါက်ပြေးလွှားပြီးချစ်စရာကောင်းတဲ့တတဝါလေးတွေပါဒါပေမဲ့တဲကန်ဒါယာထဲက ground square လို့ခေါ်တဲ့ရှင်လေးတွေအတွက်တော့နေ့စဉ်ဘဝကရှင်တတိထီနဲ့ရှင်တန်နေထိုင်ရတဲ့စစ်တလင်းတစ်ခုပါအကြောင်းရင်းကတော့ကောင်းကင်ယံကနေသူတို့ကိုအမြဲတမ်းစောင့်ကြည့်နေတဲ့ဘယင်တစ်ပါးရှိနေလို့ပါရန်သူကိုမြင်လိုက်တာနဲ့ဒီမြေရှင်လေးတွေကစူးရှိတဲ့အပင်တွေကြားလဲကိုအမြန်ဆုံးပြေးဝင်ပုံအောင်တွေရှိပါတယ်စူးတွေကသူတို့ကိုကာကွယ်ပေးထားတဲ့တဘာဝတန်တိုင်းကြီးတွေလိုဖြစ်နေပါတယ်ဒါပေမဲ့ဒီနေ့မှာတော့သူတို့ရင်ဆိုင်နေရတဲ့ရန်သူကတာမန်သင်းငယ်မဟုတ်ပါဘူးဒါက Harris's Hawk လို့ခေါ်တဲ့အမဲလိုက်ရာမှာအလွန်ပါနတ်တဲ့သင်းငယ်တွေပဲဖြစ်ပါတယ်တခြားသင်းငယ်တွေနဲ့မတူတာကဒီငယ်တွေကတကောင်ထဲအမဲမလိုက်ပဲအုပ်စုဖွဲ့ပြီးစနစ်ကျတိုက်ခိုက်တတ်ကြတာပါကောင်းကင်ယံကနေပတ်ပတ်လဲဝိုင်းရံထားပြီးသူတို့ရဲ့သားကောင်းကိုအပြင်ထွက်လာအောင်အမျိုးမျိုးခြောက်လန့်ကြပါတယ်တကောင်ကကောင်းကင်ကနေထိုးဆင်းခေမှာနောက်တကောင်ကမြေပြင်ကနေပိတ်ဆို့ချပါတယ်သူတို့ရဲ့အမဲလိုက်ပုံကတကယ်ကိုထူခြားပါတယ်ပုံနေတဲ့ရှင်လီကိုမိအောင်ကောင်းကင်ကနေမပြန်တော့ပဲမြေပြင်ပေါ်ဆင်းပြီးခြေချင်းလျှော့ပြီးတော့လိုက်လံချဖွေနေကြတာပါစူးပင်တွေကြားထဲမှာပုံနေပေမဲ့လည်းတိမ်ငယ်တွေကတစ်ဖက်တစ်ချက်စီကနေစိတ်ရှည်လက်ရှည်နဲ့အစာကိုဝိုင်းဝန်းပိတ်ဆို့ထားလိုက်ပါပြီလွတ်လန်းဆိုတာမရှိတလို့ကိုကျင်းမြုံသွားပါပြီတော်ရိုင်းလောကမှာခွန်အားကြီးယုံနဲ့တင်မလုံးတော့ဖဲအုပ်စုခွေလှုပ်ဆောင်တတ်တဲ့စိတ်ဓာတ်နဲ့စနစ်ကျတဲ့နီးဗျူဟာတွေကအောင်မြင်မှုကိုဖော်ဆောင်ပေးတတ်ပါတယ်ကျွန်တော်တို့လူဘဝမှာလည်းအခက်အခဲတွေကိုတယောက်တည်းရင်ဆိုင်ရတာတဲ့စနစ်ကျနဲ့ဝိုင်းဝန်းအဖြေရှာတာကပိုပြီးထိရောက်တယ်ဆိုတာဒီတဘာဝတရားကသင်ခန်းစာပေးနေသလိုပါအခုလိုမျိုးတော်ရိုင်းတေးဆန်တွေရဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုအမြဲတမ်းကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ page ကို like နဲ့ follow လုပ်ထားပြီးအားပေးနိုင်ပါတယ်ကျွန်တော်ကတော့တင်ဆက်သူစော်ကြီးမှာခင်ဗျာ